ယနေ့ည9:45မှာကမ်မလီယာဗေးနဲ့အော်စီဘုတ်ဝဲကောင်ပြောပြပါမှာအားလုံးပဲမင်္ဂလာပါကျွန်တော် FND7 ပေးရတဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့ဒါကျွန်တော်ရဲ့ video ချိန်မှုကနောက်ဆုံး4ရက်ဆက်နိုင်တာဘာအားလုံးအသိပဲပေါ့เนาะကျွန်တော်မနေ့ညလည်းဒါကျွန်တော် frame back ကြီးအောင်မလို့ဒါကျွန်တော်ပြောခဲ့တယ်ဒီကိုတော့အားလုံး frame back နဲ့အဆင်ပြေခဲ့တယ်ပေါ့เนาะအဲ့တော့ဒါကျွန်တော်မနေ့ညစနေနေ့ညတော့ဒါကျွန်တော်ရဲ့ဒီ VMB ရောင်းပွဲအပေါင်းပြခဲ့တယ်ပေါ့เนาะကျွန်တော်ဒီည Super Sunday နေ့ညမှာလည်းဒါကျွန်တော် VMB ရောင်းပွဲရှိပါတယ်ဆက်သွယ်ခြင်းနဲ့ညီကိုလေးဒါကျွန်တော်အစီဗီဒီယိုမှာဘယ်လိုဆက်သွယ်ရမလဲဒါကျွန်တော်ပြောပြသွားပြီပေါ့เนาะအဲ့ဒါကျွန်တော်ဒီ feed တက်တူနာ channel ရှိတာပေါ့เนาะchannel join ရညီကိုဒါကျွန်တော် comment အောက်မှာ link ချထားပေးရ join ရညီကို join တာပါအဲ့တော့ဒီနေ့ည9:45မြန်မာစံတော်ချိန်မှာ9:45မှာကံမှကျွန်တော်ပြင်သစ်လီဂူအောင်ကလီယာဗေးနဲ့အော်စီပွဲမှာတော့ဒါကျွန်တော် Asian လီယာဗေးရဲ့ level 30ဈေးတန်းနဲ့ဂိုးမော်စီကတော့2နှုတ်30ဆိုတဲ့ဈေးတန်းကိုဖွင့်နေတာတာပေါ့နော်ဒါကျွန်တော် Asian လီယာဗေးကဒီအဆင့်14မှာရပ်တည်နေပြီးတော့အဲ့ဒီအော်စီကတော့အဆင့်16ဒီ play off တန်းစင်း play off တနေရာမှာရပ်တည်နေတာပေါ့နော်အဲ့တော့ဒီနှစ်သိန်းကဒါကျွန်တော်အမှန်တိုင်းပြောတော့ဒီတန်းစင်းဆောင်တိုက်ပွဲတော့ကံမှ2သိန်းပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီAsian လီယာဗေးကလည်း9မှတ်กว่าတဲ့အနေထားမျိုးဖြစ်နေပေမဲ့လည်းဒါစိတ်ချလို့ရတဲ့အနေထားမျိုးမဟုတ်သေးဘူးပေါ့နော်အဲ့တော့ဒီညပေါ်တော့ဒါကျွန်တော်body ဈေးဘက်ကကျွန်တော်ရွှေချက်သုံးသပ်ပေးလိုက်ရပါပေါ့နော်ကျွန်တော်ဂိုးဘောဈေးကတော့ဒါနည်းနည်းလေးပြော့နေတယ်ဆိုပေမဲ့ဒီလိုမျိုးအသင်းတွေကမထင်သလိုဖွင့်ကန်တာတဲ့အသင်းအတွက်ကြောင့်ဒါနည်းနည်း risk ရှိတဲ့အတွက်ကြောင့်ဒါကျွန်တော် body ပဲသုံးသပ်ပေးမှာပေါ့နော်အဲ့တော့ဒီညမှာပွင့်လာတဲ့ Lia B ရဲ့ level 30ဆိုတဲ့ဈေးတန်းကိုတော့ဒါကျွန်တော်မြင်ရတော့တိတ်သဘောမကျဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ပြင်သစ်လီဂူအောမှာဒီနှစ်သိန်းကဈေးကွာဟာတဲ့အနေအထားမျိုးလည်းတိတ်မရှိဘူးပေါ့နော်။ဈေးကွာရ120တော့ပဲကွာတဲ့အနေအထားမှာဒီညဖွင့်လာတဲ့ body ဈေးကိုဒါကျွန်တော်သဘောမကျဘူး။ဘာကြောင့်နောက်တစ်ချက်ကကျွန်တော်တို့ဒီအော်ဈေးကွင်းမှာတော့အော်ဈေးက level 65ပေးပြီးတော့ဈေးကွန်းဆိုရရလာမှန်း Lia B ကိုဆုံးလာတာပေါ့နော်။အဲ့တော့ဒီညမှာ Lia B ရဲ့ပေးရတဲ့ body ဈေးကတော့တိတ်တဘာမှမကြဘူးဒါကျွန်တော်မြင်တာပေါ့နော်အဲ့တော့ဒါကျွန်တော်ခြေစွမ်းခြေကကြည့်မှဆိုရင်လည်းဒါကျွန်တော်ဒီကပေးကအိမ်ဝင်းညံ့တဲ့ထဲအောင်တော့နောက်ပိုင်းအိမ်ဝင်းကောင်းလာလို့ဒါကျွန်တော်ပြောလေးရပါတော့အတင်းသူအပေါ်သင်းကိုလည်းနိုင်အောင်ကန်လာတဲ့အနေထားမှာအဲ့တော့ဒီတစ်ဖက်ကဒါကျွန်တော်အဲ့ဒီအော်ဈေးကိုဒါကျွန်တော်ချိန်ကကြည့်မှအော်ဈေးကလည်းနောက်ပိုင်းမှာအဝေးကွင်းကဟိုအရင်တော့မညံ့တော့အနေထားမျိုးဒါကျွန်တော်မြင်တွေ့ရပါတော့အတင်းကြီးတွေကိုဆုံးခဲ့တယ်ဆိုပေမဲ့သူ့အနေနဲ့ဒါအတိုင်းသားတစ်ခုဒီခန့်ကန်လာတဲ့အနေထားမျိုးဟိုဒါကျွန်တော်မြင်တွေ့ရပါတော့အဲ့တော့ဒီညမှာကဒီနှစ်သိန်းကအမှန်တိုင်းပြောခြေစောင်းကဟန်ကိုကြီးမားရှိတဲ့အသင်းလားမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီအမှတ်လိုအပ်ချက်မှာနှစ်သိန်းစလုံးကိုစီရှိနေပေမဲ့ဒီအော်စီကတော့နည်းနည်းလေးဖိအားပုံများတဲ့အနေထားမှာဒါကျွန်တော်မြင်တွေ့ရပါအဲ့တော့ဒီညမှာပေးထားတဲ့ဒီ Axilia V ရဲ့ body ဈေးကိုတော့ကျွန်တော်မြင်ရမကြိုက်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဟိုအမှတ်လိုနေတဲ့အချိန်မှာတော့ဒီဈေးမျိုးပဲပေးတယ်ဆိုတော့ကျွန်တော်နေရတော့မနိုင်ဘူးလို့ဒါကျွန်တော်သုံးသပ်မိတယ်ပေါ့နော်အဲ့တော့ဒီညပွဲမှာတော့ဒါကျွန်တော်ဒီဖွင့်နေဒီရတယ်ဒီဘိုဂီတွေကဒီအဲ့တဲ့ဘက်မှာနည်းနည်းလေးရိုင်နေတော့ဒါကြောင့်အော်ဈေးပို့တွေကိုဒါကျွန်တော်သဘောကျတာပေါ့ဒီညအဲ့တော့ဒီည Super Sunday နေ့ညပြင်သစ်လီဂူက9:45မှာကမ်မလီယာဘေးနဲ့အော်ဈေးပွဲမှာတော့ဒါကျွန်တော်အဲ့တဲ့အော်ဈေးမဆုံးလို့ဒါကျွန်တော်မြင်ရတော့အနေဆုံးတည်တော့ကောင်မှန်အနေထားမျိုးဖြစ်တာတော့ဒါကျွန်တော်အော်ဈေးပို့တွေကိုကျွန်တော်သဘောကျတာပေါ့နော်အားလုံးပဲဒီလိုတော့အားလုံးအဆင်ပြေကြပါစေ